အားလုံးပဲမင်္ဂလာပါပတ်လည်အကိုင်းဆိုမှကြိုက်တဲ့ချစ်မိတ်ဆွေများအတွက်ပေါ့နော်ပတ်လည်အကိုင်းကိုမှကြိုက်တယ်ပတ်လည်အကိုင်းကိုမှအရန်ကိုသဘောကျတယ်ဆိုတဲ့မိတ်ဆွေများပေါ့နော်အခုလက်ရှိကျွန်တော်ရဲ့ channel ထဲမှာပတ်လည်အကိုင်းတွေရောက်နေပါပြီဗျအများကြီးတော့မဟုတ်ဘူးနော်ဥတဲ့သူယူပါအဲ့ဒါကိုချစ်မိတ်ဆွေတို့ကိုကျွန်တော်ဒီနေ့မျှဝေပေးခြင်းဖြစ်ပါတယ်အခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေများတယောက်ချင်းစုကိုအားလုံးကျေးဇူးတင်ပါတယ်အားလုံးနေကောင်းချမ်းသာကြပါစေခင်ဗျာ